အားလုံးပဲမင်္ဂလာပါတူးရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်12ရက်တလ2026ကနေပြီးတော့16ရက်တလ2026ထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးကြပါရဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေကိုအရင်ဆုံးပြောပြပေးကြပါရတနေ့အနေနေကုန်အတွက်ဆိုလို့ရှိရင်တော့6ခွန်8ကီး2ခွန်အချိန်ဖြစ်ပါတယ်တနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့6ခွန်8ကီး2ခွန်အချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3.5ကီ38အချိန်ဖြစ်ပါတယ်3.5ကီ38အချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့1.5ကီ49အချိန်ဖြစ်ပါတယ်1.5ကီ49အချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3.2ခွန်ကီ38အချိန်ဖြစ်ပါတယ်3.2ခွန်ကီ38အချိန်ဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့4.5ကီ38အချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီတွေအချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီလေးလုံးလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီလေးလုံးကတော့3.234ဆိုပြီးတော့လေးလုံးရွေးထုတ်ပေးထားပါတယ်3.234ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော် break 3လုံးလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော် break 3လုံးကတော့2.5ခွန် break ဖြစ်ပါတယ်2.5ခွန် break ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်9လုံးခွေကိုလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဗျဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်9လုံးခွေကတော့1.3ခွန်89ဖြစ်ပါတယ်1.3ခွန်89ဖြစ်ပါတယ်ဗျတပတ်စာအကြိုက်ဆုံးအတွက်ရတော့အပူးနဲ့နက်ခတ်ကိုရွေးထုတ်ပေးထားပါတယ်ဒီတပတ်အတွက်တပတ်စာအကြိုက်ဆုံးအတွက်ရတော့အပူးနဲ့နက်ခတ်ဖြစ်ပါတယ်ဗျဒီတပတ်အတွက်မထွက်မရှိပတ်တီးနဲ့ break ကတော့3ညပတ်တီးနဲ့3ည break ဖြစ်ပါတယ်3ညပတ်တီးနဲ့3ည break ဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့2ခွန်လုံးမိုင်ဖြစ်ပါတယ်2ခွန်လုံးမိုင်ဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်မထိမပေါက်ကီး3လုံးကတော့6ခွန်8ကီးဖြစ်ပါတယ်6ခွန်8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကဏ္ဍအနေနဲ့လည်းအဆင်ပြေကြပါစေအောင်ပွဲတွေရကြပါစေအမြတ်စွန်းများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျ